ဒီကနေ့103ရက်မြောက်ရက်နေ့မှာတော့ကျွန်ုပ်တို့ဟာဗာဂျီးနီးယားပြည်နယ်ယူတာဂလင်းကနေဖျက်ထရီပါမြို့စီကို US1 လမ်းမကြီးအတိုင်းဆက်လက်လျှောက်လန်းနေပါတယ်။လွန်ခဲ့တဲ့ရက်ပေါင်းများစွာမှာကျွန်ုပ်တို့ဟာမေတ္တာတရားရဲ့အစွမ်းကိုကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခဲ့ရပါတယ်။လန်ခီတစ်လျှောက်မှာဗန်းမျိုးစုံနဲ့ကြိုဆိုကြတဲ့သူတွေရိုက်ချက်ပဲမတ်တတစ်ဖျားเจ้าမှာပြုလုပ်ခဲ့တဲ့ငြိမ်းချမ်းရေးတရားမျှဝေခဲ့ကြတဲ့အချိန်တွေဟာကျွန်ုပ်တို့ရဲ့နှလုံးသားထဲမှာအမြဲရှိနေမှာပါ။ငြိမ်းချမ်းရေးခီးစဉ်တစ်လျှောက်မှာအာလောကနဲ့ယဟန်တော်တွေဟာအမြဲတမ်းအတူရှိနေကြပြီးကြည်ရတာဟာတကယ့်ကိုပျော်ရွှင်ကြည်နူးစရာကောင်းပါတယ်။အာလောကဟာသူ့ရဲ့နူးညံ့တဲ့စွမ်းအင်တွေပျော်ရွှင်မှုတွေကိုခြေလန်းတိုင်းမှာယူဆောင်လာပေးသလိုယဟန်တော်များကလည်းအာလောကလေးအပေါ်မှာအမြင်ပြတ်ဂယုစိုက်မှုနဲ့ဂယုဏတရားတွေကိုပေးနေတဲ့မြင်ကွင်းဟာမြင်ရသူတွေအတွက်စိတ်နှလုံးကိုအေးချမ်းစေပါတယ်။နှင်းတွေကျနေတဲ့ကြားနဲ့ရေခဲနေတဲ့လမ်းမထက်မှာတောင်မှအေးဒဏ်ကိုအန်တုပြီးလာရောက်နှုတ်ဆက်ကြသူတွေရဲ့ငြိမ်းချမ်းတဲ့စွမ်းအင်တွေဟာကျွန်ုပ်တို့ရဲ့နှလုံးသားကိုနှွေးထွေးစေခဲ့ပါတယ်။တင်တို့ရဲ့မျက်နှာပေါ်ကငြိမ်းချမ်းမှုတွေတည်ငြိမ်မှုတွေပြုံးရှင်ကြည်နူးမှုကိုမြင်တွေ့ရတာဟာကျွန်ုပ်တို့အတွက်ဒီခီးစဉ်ကိုဆက်လက်လျှောက်လန်းနိုင်ဖို့ခွန်အားတွေဖြစ်စေပါတယ်။ဒီကနေ့ညလီဟေးဝမ်အဆောက်အုံကိုရောက်ရှိချိန်မှာတော့ယဟန်တော်များနဲ့အာလောကကိုစပေါ်ဆယ်ဘေးနီးယားကောင်တီကပြည်သူတွေကအံ့အားသင့်လောက်အောင်နှွေးထွေးပြူနာစွာကြိုဆိုခဲ့ကြပါတယ်။ကျွန်ုပ်တို့ရဲ့အာလောကလေးဆိုရင်လေသူ့ကိုလာရောက်ကြိုဆိုကြတဲ့ခင်မင်စရာကောင်းတဲ့လူအုပ်ကြီးကိုကြည့်ပြီးအတော်လေးအံ့အားသင့်နေပုံပါပဲချစ်စရာကောင်းအောင်ပဲအာလောကလေးကယဉ်ကျေးနေပါတယ်ခင်ဗျာငြိမ်းချမ်းရေးခီးစဉ်တစ်လျှောက်မှာကျွန်ုပ်တို့နဲ့အတူပါဝင်လျှောက်လန်းပေးခဲ့ကြတဲ့အတွက်အတူတကွရက်တည်ပေးခဲ့ကြတဲ့အတွက်နှွေးထွေးတဲ့ကြိုဆိုမှုတွေအတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်တင်နှင့်တကွတတဝအားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာပြီးငြိမ်းချမ်းကြပါစေ